hinpoe senong tanmada ne akhan kha senong tanmada ko namyo chin si pyo pya me hinpoe ko belo senong tanmad lo ya le so ro chron do ka edi neya data ye senong ka belau le so ra ko chi chin a phit le senong tanmad lo ya le da pin me le chron do ka hinpoe ta khu tanmad lo de akha ma ko ye product ပဲဖြစ်ကိုရဲ့ restaurant ပဲဖြစ်ကိုရဲ့ hinpoe သူများတက်မတူအောင်လုပ်ချင်တာသူများနဲ့မတူအောင်လုပ်ချင်တာသူများတက်ကောင်းအောင်လုပ်ချင်တာအဲ့လိုမျိုးဆိုရင်ဒီသူတို့နဲ့တူညီတဲ့ဈေးနှုန်းကိုပဲတတ်မှတ်မယ်ဆိုရင်ဒီ ingredients တွေလည်းအတူတူပဲသုံးရတော့မှာမချမနာအဲ့ဆိုရင်တော့ hinpoe ရဲ့အရသာ hinpoe ရဲ့ပေးနိုင်တဲ့စွမ်းအားကအတူတူပဲဖြစ်နေရမှာဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဆိုရင်ကိုကသူများထက် quality ပိုကောင်းတာသုံးချင်တယ်ဆိုရင်တကယ်ကောင်းတဲ့အရာတစ်ခုသုံးချင်တယ်ဆိုရင်ကိုပိုင်စင်းလုံးကိုတတ်မှတ်လို့ရအဲ့ဘယ်လိုတတ်မှတ်လို့ရလဲဆိုတော့ hinpoe တပွဲကပေါ့နော်ဒီကိုယ့်ရဲ့ရောင်းတဲ့ hinpoe တပွဲရဲ့30ရာခိုင်နှုန်းကုန်ကျစရိတ်ရှိရမယ်ပေါ့နော်ဟိုမှာ25ဆိုရင်တော့ပိုကောင်းတယ်ပေါ့ကွာ35ဆိုရင်တော့နည်းနည်းလေးလွန်နေပြီအဲ့တော့25နဲ့35ကြားကိုတတ်မှတ်လို့ရတယ်ကိုဥမာ hinpoe ကို100ရနဲ့ရောင်းတယ်ဆိုရင်ကိုယ့်ရဲ့ဈေးနှုန်းကငွေ30ဒါမှမဟုတ်35ဘတ်အဲ့လိုမျိုးပုံစံဖြစ်ရမှာပေါ့နော်အဲ့ဆိုရင်ဒါတမျိုးနောက်တစ်ခု hotel လည်းအတူတူပဲပေါ့နော် hotel room ကိုဘယ်လိုဈေးနှုန်းတတ်မှတ်မှာလဲဆိုပထမတစ်ခုကအဲ့ဒီ data မှာရှိတဲ့ hotel room ကိုလိုက်ပြီးတော့ကြည့်တယ်အဲ့သူတို့ဘယ်လောက်ရောင်းနေလဲပေါ့တော့တငါ့အကုန်ဘယ်လောက်ရောင်းနေလဲအဲ့ဒါကြည့်လို့ရတယ်။သို့ပေမဲ့လည်းကိုကသူတို့ထက်ပိုကောင်းတဲ့ service ပေးနိုင်တာလားဒါမှမဟုတ်ရင်value added သုံးချင်တာလားပေါ့နော် value added marketing ဆိုတာဘာလဲဆိုတော့ကိုကဥမာ free laundry ပေးလိုက်တာတို့အခန်းခထဲမှာ laundry ပါတာတို့ဒါမှမဟုတ်အခန်းခထဲမှာ breakfast ပါတာတို့ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဒီအခန်း facility ကသူများထက်ကောင်းတာတို့ပေါ့နော်အဲ့လိုမျိုး volume added နဲ့ရှိတယ်ပေါ့နော်အဲ့လိုမျိုးကိုကသူများထက်သူများနဲ့မတူပိုကောင်းနေတဲ့အရာရှိတယ်ဆိုရင်တော့ကိုယ့်ရဲ့အခန်းခကိုဒီနောက်တစ်မျိုးတတ်မှတ်လို့ရတယ်အဲ့ဒီတစ်မျိုးကဘယ်လိုလဲဆိုတော့တချို့သောနေရာမှာအရန်နဲတဲ့အချိန်ရှိတယ်လူဝင်နဲတဲ့အချိန်ရှိတယ်လူဝင်များတဲ့အချိန်ရှိတယ်အဲ့လိုမျိုးဆိုရင်တော့လူဝင်များတဲ့အချိန်ကို65ရာခိုင်နှုန်းအထက်တတ်မှတ်ပြီးတော့100ရာခိုင်နှုန်းဆိုရင်ခင်ဗျားရဲ့အခန်းခကဆေးအရန်နဲသွားမှာလို့ထင်တယ်ပြီးရင်ဆေးအရန်နဲသွားတယ်အဲ့တော့65ဝန်းကျင်လောက်တတ်မှတ်လို့ရ65နဲ့68ပေါ့နော်အလူနဲတဲ့အချိန်ဆိုရင်တော့ဒီ80ကနေ80ရာခိုင်နှုန်းတတ်မှတ်လို့ရတယ်နောက်တစ်ခုတပေးငီပေါ့နော်အမဲတန်းလူနဲတာများတာအရင်ကြီးမကွာသွားဘူးဆိုတော့နေရာဒေသတွေမှာကြတော့အမဲတန်း80ရာခိုင်နှုန်းကိုတတ်မှတ်လို့ရတယ်ဘာလို့လဲဆိုတော့100ရာခိုင်နှုန်းဆိုခင်ဗျားရဲ့ဈေးနှုန်းကအရန်ဈေးတက်တာလွန်းနေပြီးတော့အကယ်ဒီအဲ့ဒီ60အောက်ဆိုလဲခင်ဗျားရဲ့ဈေးနှုန်းကအရန်ဈေးကြီးနေပြီအဲဆိုခင်ဗျားရဲ့ hotel ကနေခင်ဗျားအကောင်းဆုံးဝင်ငွေကိုရနိုင်မှာမဟုတ်ဘူး Okay ကျေးဇူးတင်ပါတယ် subscribe လေးလုပ်ပေးပါဦး